အခုအမတို့ဒီပုံလေးချုပ်မယ်ပေါ့နော်ဒီပုံလေးချုပ်မယ်ဆိုရင်သူကဒီရှေ့ချမ်းတော့အမတို့ရှင်ခံလို့မျိုးလေးပဲတော့မှပြီးဒီနေရာမှာသူကအထက်လေးနဲ့ပေါ့နော်အဲ့တော့အခုဒီမှာအမတို့ရှင်ခံလေးကိုအရင်ဆွဲမယ်အဲ့တော့ရှင်ခံကိုအရင်ဆွဲမယ်ဆိုရင်အမတို့ကလည်းပင် height တာဝေရဲတယ်ဆိုရင်တော့အမတို့ဒီရင်ကျမြင့်ကနေအောက်ကိုတလမလောက်ချရတယ်အရင် height တာမဝေရဲဘူးဆိုရင်တော့သူ့ကိုအမတို့ဒီမှာ6စိတ်လောက်ပဲချမယ်နော်ချပြီးသွားပြီဆိုရင်သူ့မပိတ်ဘူးပြောပိတ်ဘူးလေးပြပါလားနော်ပိတ်ဘူးလေးရှိပိတ်ဘူးလေးအဲ့တော့သူ့ကိုအမတို့ဒီမှာသူကအခုဒီမှာအမတို့ဘယ်လောက်ယူမလဲ6စိတ်ယူအဲ့တော့ဒီမှာသူ့ကိုအမတို့ပိတ်ကွေးရဲ့ဒီတဲ့နေရာလေးနဲ့ဒီလိုလေးခွိုက်လိုက်မယ်အဲ့တော့ဒါဆိုရင်ဒါအမတို့ယူမယ်ရှင်ကန်တန်းလေးရပါပြီပြီးရင်ဒီမှာလာအောင်မယ်ဒီအဝိုက်လေးအမတို့ဆွဲပေးရမယ်အဲ့အဝိုက်ကိုဆွဲမယ်ဆိုရင်ဒီမှာအမတို့ပခုံးအကြံဘယ်လောက်ယူမလဲပေါ့ပခုံးအကြံ2လက်မယူမလား2ခွဲယူမလားဒါတော့ကိုယ်စိတ်ကြိုက်ယူလို့ရတယ်အဲ့တော့ဒီမှာအမတို့ကိုပခုံးအကြံ2လက်မလေးယူလိုက်မယ်နော်ယူပြီးသွားပြီဆိုရင်အမတို့ဒီရင်မြင်ကနေပြီးတော့မှအောက်ကိုဘယ်လောက်ချမလဲဆိုရင်တလမခွဲလေးချမယ်ဒီကနေဒီကိုတစ်ခွဲနော်တစ်ခွဲချပြီးပြီဆိုရင်သူ့ကိုဒီမှာမတို့ပေကွေးလေးနဲ့ဒီလိုလေးမှဝိုက်မယ်အဲ့တော့သူ့ကိုဝိုက်တဲ့အခါကျရင်ဒီနေရာမှာအမတို့ဒီလိုမျိုးတိတ်တိတ်လေးပဲကြံလို့တော့မရအောင်အမတို့ဒီနေရာမှာဒီလောက်လေးအကြံလေးယူမယ်ဒီအဝိုက်လေးကိုနော်အဲ့အရင်ဦးဆုံးအမတို့ဒီမှာဟိုဘက်လေးနဲ့အရင်ဦးဆုံးအရာလေးပေးလိုက်မယ်ဒါဆိုဒီမှာဒီလိုလေးရပါတယ်နော်ဒီနေရာလေးမှာမတို့နည်းနည်းလေးဖြစ်တယ်ဒါဆိုအမတို့ယူမဲ့အဝိုက်လေးရပါပြီသူ့တိုင်းနဲ့ဒီမှာအဝိုက်လေးရပါပြီနော်အဲ့တော့မှအမတို့ဒီမှာသူ့ကိုပေါ်အနေထားဆွဲမယ်ဆိုရင်ဒီမှာအမတို့ယူမဲ့ဒီအဝိုက်လေးရပါပဲเนาะအဲ့တော့ဒီအဝိုက်လေးကိုအမတို့ကဘာလုပ်ပေးရမလဲဆိုရင် copy လေးကူးပေးရမယ်ဒါလေးကိုအမတို့ copy လေးကူးထုတ်ပေးရမယ်เนาะအဲ့တော့ပြီးသွားပြီဆိုရင်အဲ့ဒါလေးကိုအမတို့ဒီမှာဒီနေရာလေးကိုအမတို့လှည့်ခဲ့ပေးရမယ်အဲ့အထက်နဲ့ရှင်ကန်နဲ့စုံမဲ့နေရာလေးဒီနေရာလေးကိုအမတို့လှည့်ခဲ့ပေးရမယ်နော်ပြီးရင်သူ့အမတို့ဒီမှာထောက်စားမယ်အဲ့တော့ထောက်စားမယ်ဆိုရင်အမတို့ကဒီရင်ထိတ်မှတ်ကနေပြီးတော့မှအမတို့အပေါ်ကိုမြင်းဖြောင်းလေးတစ်ချောင်းဆွဲတင်လိုက်မယ်ဒီမှာဒီကနေအပေါ်ကိုအမတို့မြင်းဖြောင်းတစ်ချောင်းဆွဲတင်လိုက်တင်ပြီးသွားပြီဆိုရင်သူ့ကိုထောက်စားအမတို့ထုံးစံတိုင်းပဲဘယ်လောက်စားမလဲဆိုဒီဘက်ကို4စိတ်ပုံမှန်ခဏကိုပဲဆိုတော့နော်ပြီးရင်သူ့ကိုအမတို့ဒီမှာဒီထောက်ထိတ်နဲ့ဆက်မယ်ဒီမှာလည်းအမတို့သူ့ကိုထောက်ထိတ်နဲ့ဆက်မယ်နော်ဆက်ပြီးတော့သူ့ကိုအမတို့ညှက်မယ်ဆိုရင်ဒီထောက်တိုင်းညှက်မယ်ဒီထောက်တိုင်းညှက်မယ်ဒီဘက်မှာလည်းသူ့ကိုအမတို့ဒီထောက်တိုင်းညှက်မယ်ဒီဘေးထောက်ကကြတော့အမတို့ထုံးစံတိုင်းပဲသူ့ကိုထောက်ဖြောက်တိတ်တက်ပေးရမယ်အဲ့တော့ဒီဘောကဒီအဖက်လေးဒီအမတို့ F1 ဆိုပြီးတော့တစ်ပိုင်းထွက်မယ်ဒီဘက်က F2 ဒီဘက်က F3 F2 ကိုကြတော့အမတို့ခေါက်ရိုးနဲ့ပိတ်စပေါ်မှာတစ်ချက်ပဲညှပ်ပေးရပြီသူ့ကိုကြတော့2ချက်ညှပ်ပေးရမယ်သူ့ကိုကြတော့အမတို့ဒီမှာကိုကြိုးလေးထည့်ချုံမှဖြစ်တဲ့အတွက်သူ့ကိုပိတ်စပေါ်မှာအမတို့4ချက်ညှပ်ပေးရမယ်4ချက်နော်အဲ့တော့ဒီနေရာလေးမှာအမတို့သူ့ကိုဒီပခုံးနေရာလေးမှာဒီနေရာလေးတွေအမတို့တင်းနေအောင်လို့သူ့ကိုထောက်လေးစားပေးမယ်ထောက်စားမယ်ဆိုရင်ဒီနေရာလေးမှာလည်းအမတို့4စိတ်စားလို့ရတယ်ဒါပေမဲ့အဲ့နေရာမှာတော့မစားတော့ဒီပခုံးထိပ်ကနေပဲအောက်ကို4စိတ်ချပြီးတော့အမတို့ဒီလိုလေးစားမယ်ဒါဆိုရင်တော့ဆိုဒီမှာပခုံးလိုင်းလေးဒီလိုင်းလေးဖြစ်သွားပြီဟုတ်နော်အဲ့ဒါဆိုရင်ဒါရှေ့ချမ်းရပြီရှေ့ချမ်းရပြီဆိုရင်အမတို့နောက်ချမ်းကြတော့သူကထွေတူဘာမှမရှိဘူးအမတို့နောက်ချမ်းမှာနောက်စစ်လေးပြင်ဖောက်ပေးလိုက်ရုံပဲအဲ့တော့ခုနအမတို့ဒီမှာရှေ့ချမ်းမှာဒီလေပင်ပခုံးအကြံကိုအမတို့ဘယ်လောက်ယူခဲ့ရလဲဆိုရင်2လက်မအကြံယူခဲ့တာ
အဲ့တော့နောက်ချမ်းမှာလည်းအမတို့သူ့ကိုဒီကနေဒီကိုနှစ်လက်မလေးယူမယ်နှစ်လက်မနော်နောက်ချမ်းမှာစစ်တက်မှာဖြစ်တဲ့အတွက်မူလဒီမှာဒါမှမူလ level ပါမူလ level ဘောက်ကနေအောက်ကိုသူ့ကို level နည်းနည်းပြည့်ပြည့်လေးသွားမှာဖြစ်တဲ့အတွက်အမတို့ဒီမှာတစ်ခွဲလေးချလိုက်မယ်နော်ဒီမှာတစ်ခွဲပြီးရင်သူ့ကိုဒီမှာlevel ဘောက်ကိုပုံမှန်တိုင်းနဲ့အမအဝိုင်းလေးထောက်မယ်အဲ့တော့စစ်တက်မှာဖြစ်တဲ့အတွက်သူ့ကိုထုံးစံတိုင်းနဲ့အမတို့ဒီမှာလေးစိတ်စားမယ်ပြီးရင်ဒီနေရာလေးမှာအမတို့ level ထဲထားတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာအမတို့သူ့ကိုနှစ်စိတ်လေးစားမယ်နော်ပြီးရင်သူနဲ့ကိုဆက်မယ်သူနဲ့ဆက်မယ်နော်ဒီမှာအမတို့ level ကိုမူလားထက်အမတို့ဟိုဖြစ်ထားတာဖြစ်တဲ့အတွက်ဒီမှာအမတို့ကိုဓာတ်လေးတစ်ချောင်းထပ်လိုက်မယ်ဓာတ်ကိုကြတော့အမတို့ဒီမှာဘယ်လောက်ပဲစားမလဲဆိုရင်သူ့ကိုအမတို့ဒီမှာ3စိတ်လောက်ပဲစားမယ်နော်ပိန်တဲ့သူဆိုရင်တော့4စိတ်လောက်စားမယ်ပေါ့နော်ဒီမှာဒီထိန်နဲ့ဆက်မယ်ဒီဓာတ်ကိုကြတော့အမတို့ထည့်ထုတ်ချင်မလို့ဓာတ်ဖြောက်တိတ်တက်လိုက်ပါနော်နောက်ချမ်းကိုကြတော့အမတို့ပုံမှန်တိုင်းပဲသူ့ကိုနှစ်ချက်ညက်ပေးရမယ်နှစ်ချက်နောက်ချမ်းမှာအမတို့စစ်တက်မှာဖြစ်တဲ့အတွက်သူ့ကိုအမတို့အလှစစ်မတက်ကြည့်ရသေးဘူးနော်ဒါဟိုအသားနဲ့ထုံမှာမလားစပန်သားဆိုအလှစစ်တက်လို့တော့အဆင်မပြေဘူးသူရိုးရိုးစစ်ပြောက်ပဲတက်လိုက်မယ်နော်စစ်ပြောက်ဆိုတော့တစ်လက်မချက်မယ်နော်သူ့ကိုပိတ်စားပေါ်မှာအမတို့နှစ်ချက်ညက်ပေးရမယ်ဒီမှာရှေ့ချမ်းမှာကျတော့ဒီ F2 နဲ့ F3 ကိုပြန်တွဲဖို့အတွက် F3 ရဲ့ရှေ့မှာလည်း4စိတ် F2 ရဲ့ရှေ့မှာလည်း4စိတ်ချမ်းမယ်နော်အဲ့တော့ကျန်တာတော့သူကခြံစရာမလိုတော့ဘူးနော်ဒီမှာရှေ့ချမ်းမှာအမတို့သူ့ကိုဒီအဝိုက်လေးကို copy လေးပုံမယ်copy လေးပုံမယ်ပြီးရင်ဒီမှာအမတို့အောက်ကရင်ခဲနဲ့စုံမဲ့နေရာလေးဒီနေရာလေးကိုအမတို့ပိတ်ခဲ့ပေးရမယ်ပိတ်စားပေါ်မှာဒါဆိုရင်သူ့ကိုပိတ်စားပေါ်မှာအမတို့ဘယ်နဲ့ချက်ညက်ပေးရမလဲဆိုရင်ဒီချက်ညက်ပေးရမယ်သူ့ကိုဘာချုပ်စားမှအမတို့ခြံစရာမလိုဘူးအခုဒါဆိုရင်ဒါလေးကအမတို့ F1 လေးရသွားပြီ F1 အခုဒါကိုညှက်ထုတ်မယ်ဒါဆိုရင်ဒါကအမတို့ F1 တန်းလေးရသွားပြီသူ့ကိုပိတ်စားပေါ်မှာ၄ချက်ညှက်မယ်ပြီးရင်ကိုရှိတယ်နောက်ကျတော့အမတို့ဒီတိုင်းမဲ့သူ့ကိုတစ်လက်မချက်ပြီးတော့နှစ်ချက်ညှက်ပေးရမယ်သူ့ကိုဒီမှာအမတို့ copy ကူးထုတ်ပေးသွားပြီဆိုတော့ဒီအပေါ်ကိုအမတို့ကသူ့ကိုထည့်ပြီးတော့စဉ်းစားကြမလို့တော့ဘူးပေါ့နော်ဘာလို့ဆိုတော့ဒီမှာအမတို့ကဒီမှာဒီလိုလေးရသွားပြီနော်သူ့ကိုဒီအောက်ကရှင်ခံလိုက်အတိုင်းဖြတ်ထုတ်လိုက်ရတယ်ဒီမှာသူတို့နှစ်ခုပြန်တွဲတဲ့ခါကျရင်အမတို့ဒီရင်ထိတ်မှတ်ခါလိုင်းလေးတွေမှတ်ခဲ့ပေးရမယ်ဒီဘက်မှာလည်းသူ့ကိုရင်ထိတ်မှတ်ခါလိုင်းလေးလိုက်မှတ်ခဲ့ပေးရမယ်ဒီနှစ်ခုအညီပြန်တွဲမှာဒီလိုလေးပြီးရင်ဒီအပေါ် F1 ကျတော့အမတို့ဒီမှာဒီလိုလေးဖြစ်မှာ
လက်ကတော့အမတို့သူ့ကိုရိုးရိုးလက်ဖောင်းမယ်ဆိုရင်